အားလုံးမင်္ဂလာပါဒီတစ်ခေါက်ကလေကြီးလိုချင်တဲ့သူတွေတွင်လေကြီးတစ်စင်းရောက်ဖို့ရှိပါတယ်တက်တော့မှလည်းပေါ့နော်ကျွန်တော် short video လေးတင်ထားတာအဲ့ဒါလေးတေချာလေးရှင်းပြပြီးတော့ဈေးနှုန်းလေးနဲ့တခွာပြပြပေးပါဆိုလို့ကျွန်တော်အခုတေချာလေးရှင်းပြပေးသွားမှာဖြစ်ပါတယ်အခုမြင်တွေ့နေတဲ့လေးပဲဖြစ်ပါတယ်ဗျဒီလေးရဲ့လေယာကြတော့6လန့်ခွဲရှိပါတယ်1ဘိုင်းရဲ့လေယာကြတော့73ပေရှိပါတယ်ဗျအခုကျွန်တော်တေချာလေးဘေးပတ်လေးကိုရိုက်ပြပေးနေရပဲဖြစ်ပါတယ်ဗျပစ္စည်းတွေထဲတဲ့ကက်ကလည်းတော်တော်ကျဲပြီးတော့တိတ်တက်ပါတယ်တို့လိုလောက်ထားတာလေကမိတ်ဆွေတို့မြည်တဲ့တိုင်ပဲရန်ကိုတောင့်တင်ပြီးတော့တိတ်တက်ပါတယ်ပါမိုးကလည်းနှစ်ထပ်လောက်ထားတာပေါ့နော်သူတို့ခုကျွန်တော်စစ်ထားတဲ့စစ်ခန်းကိုကျွန်တော်လိုက်ပြပေးပါမယ်ဖြစ်ပါတယ်အခုကျွန်တော်ရိုက်ပြနေတဲ့နေရာပဲဖြစ်ပါတယ်ဒါကြတော့စစ်ထားတဲ့စစ်ခန်းပေါ့နော်တော်တော်ကိုတိတ်တက်ပါတယ်သူတို့လောက်ထားတာပါမိုးဆိုလည်းပေါ်မှာလည်းတော်တော်ကိုကျဲပါတယ်အောက်မှာရောပေါ့နော်ဒီလေရဲ့ဈေးနှုန်းက390ပေါ့390ပါ390ပါသူတို့ခေါ်လာတာလူချင်းသူစီရဲ့အမျက်ဆုံးကြီးကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်လေးစာလေးပို့ထားပေးပါကျွန်တော်အမျက်ဆုံးကြီးပြန်ပြီးတော့ဆက်သွယ်ပေးပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ